ဒီ ZK 502MD ကလေးကိုပေါ့နော်ဒီ 3D printed အင်ကုန်လေးတက်ထားတဲ့ဗီဒီယိုလေးကို share ပေးလိုက်ပါမယ်သူ့မှာပေါ်ခုံပေါ့နော်ဒီစကူသေးလေးတွေကိုသူပါတဲ့ဒါလေးနဲ့ပဲဖြုတ်ပြီးတော့ဒီမှာခဏဖယ်ထားလိုက်မယ်ဒါဆိုရင်အခွန်ကလွတ်လွတ်ကင်းကင်းလေးပေါ်ခွန်ကပေါ့နော်လွတ်လွတ်ကင်းဖြစ်သွားပြီဒါဆိုရင်သူ့ကိုဒီ 3D printed အင်ကုန်လေးကိုဒါလေးထည့်လို့ရပြီပေါ့နော်အဲ့တော့သူ့ပုံစံဒီလိုလေးရှိမှာဒီလိုဝင်သွားမှာပေါ့အဲ့တော့အောက်ဘက်ကနေပြီးတော့ swipe လိုက်မယ်မလုပ်ခင်မှာဒီမှာပါနေတဲ့ net တွေလာကြ washer တွေအကုန်လုံးဒီနောက်တွေအကုန်လုံးပေါ့နော်ဖြုတ်ထားလိုက်ဒါပြီးကျွန်တော်တို့ထည့်လိုက်ရိုးရှင်းပါတယ်ထည့်လိုက်ပြီဆိုလို့ရှိရင်ဒါလေးပေါ့နော် swipe လေးဒါလေး slide လုပ်ပြီးတော့ဒီလိုမျိုးလေးထည့်လိုက်ရင်ဟောဒါဆိုရင်ကျွန်တော်ဘာလုပ်လို့ရပြီလဲဆိုရင်ရှေ့မှာရှိတယ်ဒါလေးကို washer လေးတက်မယ်ပေါ့နော်ဒါလေးတော့တေချာလေးအထိုင်ကြအောင်ဆက်လေးစေခြင်းနဲ့တကယ်ကြက်လိုက်ပြီဆိုလို့ရှိရင်တော့သူကတင်းပြီးတော့ပေါ့နော်ဘာဖြစ်သွားမလဲဆိုရင်ရှေ့မှာရှိတဲ့ဘောလုံးထိတဲ့အခါကျလို့ရှိရင်သူကခြောင်မနေတော့ဘူးပေါ့နော်ကုတ်ဖို့နေရာလေးရှာသွားလိမ့်မယ်အဲ့တော့ဒါလည်းအရင်မကြက်နေအောင်ပေါ့နော်မကြက်ဘဲနဲ့ဒီကက်ကိုဒီမှာ sorry ဒီဘောကဒီခွန်လေးတက်လို့ရအောင်ပေါ့နော်ချိန်ကြည့်ပေါ့ချိန်ကြည့်လို့ okay လားပေါ့ဒါဆိုရင်ဒီအပေါ်ခွန်ကိုလည်းပြန်ပြီးတော့ကျက်လိုက်လို့ရတယ်ဒီလိုလေးတင်ကျက်လိုက်လို့ရတယ်โอเคအလွယ်လေးကျက်လိုက်ပါဒါဆိုလို့ရှိရင် power ပေါ်နဲ့ audio အဆင်ပြေတာတွေ့ရမယ်အဲလိုကိုလိုချင်တဲ့ဒီ left right speaker ကြိုးလေးတွေကိုဒီမှာအလွယ်လေးနဲ့ပေါ့နော်စကူလေးချောင်းပြီးတော့ထည့်လိုက်လို့ရတယ်โอเคဒါလေးကိုဒီချာလေးရှေ့က net တွေကိုကြက်ပြီးွားကြီးဆိုရင်ဘောလုံးလေးဆွကြည့်တယ်ပေါ့နော်ဒါတော့ဒီချာ player လေးနဲ့ကြက်စေချင်ပါတယ်โอเคဘောလုံးလေးကတော့လွတ်လွတ်ကင်းကင်းဝင်ရလာပေါ့နော်ဆက်လိုက်ကြည့်ပါတော့လွယ်နေတယ်ပြုံးကြဘူးဆိုရင်ဒါအဆင်ပြေတယ်ပေါ့နော်โอเคဒါလေးကတော့သူ့ရဲ့ 3D printed cover လေးတက်ဆင်ပုံလေးပါကျေးဇူးတင်ပါတယ်